ဒီနေ့ကတော့ကျွန်တော်တို့ဒီ Honda ကနေအသေးထွက်ရှိလာတဲ့ Honda H7D ဆိုတဲ့ဒီဖုန်းလေးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီ main message ပေးခင်မှာဒီကောင်လေးကိုကျွန်တော်တို့အရင်ဆုံး unboxing လေးလုပ်ကြည့်မယ် menu ရဲ့စာအုပ်ပေါ့နော် menu ရဲ့စာအုပ်ပါမယ် single ထုတ်တဲ့ပင်ပြီးရင် silicone cover အကြီးအောင်ပါမယ်ပြီးသွားရင်အာသွင်းကြိုးကတိုက်စီအာသွင်းကြိုးပေါ့နော်35 watt အာသွင်း3ရယ်ဆိုပြီးတော့ပါဝင်လာမှာဖြစ်ပါတယ်သူကထွက်ရှိတာကအယောင်က3ရောင်ထွက်ရှိတယ်ရွှေရောင်ရယ်နောက်ဒီအပြာရောင်ရယ်နောက်ထပ်ဒီအမဲရယ်ဆိုပြီးတော့ကာလာ3ရောင်ထွက်ရှိတယ်ဒီ command စင်းလုံးနေရဆိုရင်တော့သူကဒီ RAM 8 internal memory 256GB ကိုဒီ9,600,000 ဝန်းကျင်လောက်နဲ့ရရှိမယ်လို့သိရတယ်ပေါ့နော်ဒါတွေကတော့ command စင်းလုံးတွေကိုပြောသွားတာဖြစ်တယ်ဒီဇိုင်းပိုင်းရဆိုရင်တော့သူ့အရှိမထွက်ရှိထားတဲ့ Honda H5B တို့ H6D တို့ဒီစတဲ့ model တွေနဲ့နောက်ဘက်ဒီဇိုင်းအတူတူပဲဒီမှာကတော့သူကဒီ camera band ကတော့နည်းနည်းလေးပို့ပြီးတော့ထွက်နေရပေါ့နော် camera band လေးပို့ပြီးတော့ထွက်နေမယ်သူ့ရဲ့ weight ကတော့208 gram ရှိတယ်ဆိုတော့လက်ထဲမှာကင်လို့မှန်းသိတာတယ် weight ရှိတယ်နောက်တစ်ခုကအထူက 8.2 mm ရှိတယ်ဆိုတော့သူ့ရဲ့အထူကလည်းဒီထူတယ်လို့ပြောလို့ရတဲ့အထက်မှာပါတယ်ပေါ့နော်အနောက်ဘက်ကတော့ကျွန်တော်ဒီကင်မယ်ဆိုရင်တော့လက်ရတွေပါထင်မလွယ်စေဘူးဒီလေးတော့ပုံစံလိုလုပ်ပေးထားတယ်ဒီဘက်ဘေးနားမှာကသူတို့က AI button ဆိုတာလေးပါတယ်ပေါ့နော်အကောင့်လေးကကျတော့ဘာလို့လို့ရလဲဆိုတော့ကျွန်တော်ဒီသူ့အကောင့်လေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီလွယ်ကူအသုံးပြုမယ်ပေါ့နော် Flammy ထွန်းတာတို့ screenshot ရိုက်တာတို့ note တို့ calculator တို့စတဲ့ဒီ app တွေကိုလွယ်ကူလေးမြဲဝင်လို့ရမယ်ဒီ button လေးကိုထည့်ပေးထားတယ် memory SD card တွေပါထပ်ဆိုင်ပြီးအသုံးပြုလို့ရမှာမဟုတ်ဘူး single နှစ်ကတ်ကိုသူကကြောချင်းကတ်ထည့်ပြီးတော့အသုံးပြုလို့ရမှာဖြစ်တယ် 3.5 mm ဂျက်ပေါက်တော့မပါဘူးပေါ့နော်ဆိုတော့ဒီကျွန်တော်တို့မေးကြတယ်ဒီဂျက်ပေါက်မပါတော့ဘာနဲ့နားထောင်ကြမလဲပေါ့နော်ဆိုတော့ဒီအခုနောက်ပိုင်းမှာဆိုရင်ကျွန်တော်ဒီနဂျက်ဆိုရင်ကျွန်တော်ဒီတိုက်စီခေါင်းနဲ့နဂျက်တွေထွက်တယ်ပေါ့နော်အဲ့လိုမျိုးဟာရင်အသုံးပြုရမယ်နောက်တစ်ခုကတော့ Bluetooth နဂျက်တွေကိုအသုံးပြုလို့ရမယ်ကို့မှာကဒီနဂျက်ကရှိပြီးသားပေါ့နော်ရှိပြီးသားဆိုထပ်ပြီးတော့မဝယ်ချင်ဘူးဆိုတဲ့လူတွေအတွက်ကတော့ဒီလိုမျိုးတိုက်စီခေါင်းပြောင်းလေးကိုဝယ်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ် speaker နှလုံးပါတယ်အောက်မှာတစ်လုံးနောက်ဒီ earbud speaker နားမှာတစ်လုံးပေါ့နော် speaker နှလုံးပါတယ် speaker ရဲ့အတန်ထွက်ကတော့ပုံမှန်ပဲ volume ကိုအဆုံးထိကျယ်မယ်ဆိုရင်400%အထိကျယ်လို့ရတာဖြစ်တဲ့အတွက်အတန်ကျယ်တယ်လို့ပြောလို့ရတဲ့အထက်မှာပါတယ် side fingerprint ကိုအသုံးပြုပေးထားမှာဖြစ်တယ်ရေစုခန်းနဲ့ဒီ IP68 dust and water resistant ပါတယ်ဆိုတော့ဒီအပြင်ဒီမှာသုံးမဲ့လူတွေဖုံမုတ်တွေရေတံတွေကိုခံနိုင်ရှိမယ်နောက်တစ်ခုကတော့ဒီ SGS ကရင်တော့မှာ5 star ဒီအတိမတ်ပြုလက်မဲ့ရထားတဲ့ဖုန်းပေါ့နော်အဲ့တော့ကျွန်တော်ဒီမတော်တဆအောက်ကိုပြုတ်ကျတာမျိုးတွေပါတယ်အတွက်လည်းပူစရာမလိုဘူးအကြမ်းခံတယ်ပြည်နေမှာအသုံးပြုတဲ့လူတွေမိုးရေတွေမှာဒီအသုံးပြုရမျိုးတွေနောက်တစ်ခုကမတော်တဆရေတွေပါဖိတ်စင်သွားတာမျိုးတွေအတွက်ကတော့ဘာမှပူနေစရာမလိုဘူးပေါ့နော်ဒီစုံနေတဲ့လက်တွေနဲ့ဖုန်းရဲ့မှန်ကိုအသုံးပြုမယ်ဆိုရင်လည်းသူကအသုံးပြုလို့ရအောင်မှာဖြစ်တယ် screen display ပုံစံကတော့ပတ် whole display ပုံစံနဲ့လာတယ် screen size က 6.77 inch ရှိတယ် TFT LCD display ကိုသုံးပေးထားတယ် 120Hz ရတယ် 920x1610 pixel ပေါ့နော် HD black ရုပ်ထွက်ပဲရတယ်ဆိုပေမဲ့သူ့ရဲ့ဒီရုပ်ထွက်လေးတွေကကာလာလေးတွေကဆိုတယ်လို့ပြောလို့ရတယ်နောက်တစ်ခုကကျွန်တော်နေပူတဲတွေမှာအပြင်တွေမှာအသုံးပြုမဲ့လူတွေအတွက်လည်းနေအောင်ကြည့်တိုင်းအကြတဲ့အချိန်မျိုးမှာကျွန်တော်စမ်းကြည့်တာတော့ display ကကောင်းကောင်းမြင်ရတယ်ဒီရုပ်ရှင်တွေပါကြည့်ရတဲ့လူတွေအတွက်လည်းအဆင်ပြေတယ်ကျွန်တော်ဒီရုပ်ရှင်ကြည့်ရဆိုရင်ကျွန်တော်ဒီ Full HD Plus လိုမျိုးရုပ်ထွက်မျိုးကြီးမရဘူးဆိုပေမဲ့လည်းသူရဲ့ဒီရုပ်ရှင်ကြည့်တာတို့ social app တွေသုံးတာလို့လောက်ကတော့သူရဲ့ display ကတော့အဆင်ပြေအသုံးပြုလို့ရမယ်ဒီ eye comfort မှုတွေ ebook မှုတွေစတဲ့ဟာတွေပါကျွန်တော်တို့ဒီတွားပြီးတော့ဖွင့်ပြီးတော့အသုံးပြုလို့ရအောင်မှာဖြစ်တယ်ဒီ Oreo display တော့ရတယ်ပေါ့နော် Oreo display ကလည်းထုံးစံတိုင်းပဲကျွန်တော်တို့ဒီ5စက္ကန့်လောက်နေတော့သူ auto play သွားတယ် software ပိုင်းကတော့ဒီ Magic OS 9နဲ့လာတယ်သူပြီး Android 15နဲ့လာတယ်အဲ့အတွက်ကျွန်တော်ဒီမှာ AI feature လေးတွေပါတယ်ပေါ့နော်ကိုရှာခြင်းတဲ့ဟာကိုဝိုင်းပြီးတော့ရှာတာတို့ဒီ website တွေကို translate လုပ်တာတို့တချင်းတွေပါကိုရှာတာတို့စတဲ့ AI feature တွေပါမယ်နောက်တစ်ခုကတော့သူ့မှာတော့ဒီ Honda ရဲ့ဒီ AI ဆိုတာလေးလည်းပါသေးတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ဘာတွေလုပ်လို့ရမလဲဆိုရင် AI sub တိုက်တယ်လုပ်တာမျိုးတွေ AI translate တို့ AI writing တို့ဒီစတဲ့ဒီ AI feature လေးတွေဒီမှာထည့်ပေးထားတယ် performance ဘိုင်းမှာဆိုရင်တော့ Snapdragon ရဲ့ C85 ကိုသုံးပေးထားတယ် game ဆော့မဲ့လူတွေအတွက်ကတော့ကျွန်တော်ဒီ Mobile Legends တို့မျိုး game မျိုးတွေကို graphic အမြင့်ဆုံးမထားဘဲနဲ့ကျွန်တော်ဒီ graphic အနှိမ့်နဲ့ကျွန်တော်ဆော့မယ်ဆိုရင်တော့အပြင်းပြေပေါ်ပါဆော့ကျင်တဲ့လူတွေအတွက်ကတော့အဆင်ပြေမှာဖြစ်တယ်ကျွန်တော်ဒီ daily အသုံးပြုနေတဲ့ app တွေပေါ့နော် YouTube တို့ TikTok တို့ကျွန်တော်ဒီ Viber တို့ Telegram တို့စတဲ့ app တွေဘာတွေကတော့အဆင်ပြေချောမွေ့အသုံးပြုလို့ရတာကိုတွေ့ရတယ်ဒီအနောက်ဘက်မှာတော့ camera ကတော့တစ်လုံးပဲပေါ့နော် main camera 108 megapixel တစ်လုံးပဲရယ်နောက်ထပ်
ဒီ lens တစ်ခုထည့်ပေးထားတယ်လို့ပြောတယ်ဆိုတော့နေအောင်ဒီလုံလုံလောက်လောက်ရတဲ့နေရာမျိုးတွေတော့အဆင်ပြေတယ်နော်ညာဘက်တွေအလင်းအောင်မလုံလောက်တဲ့အခါမျိုးတွေရိုက်မယ်ဆိုရင်တော့တီးတတ drive တွေထားလာတာမျိုးတွေရှိတယ်တပ်ပုံရိုက်မယ်ဆိုရင် 182 380ရတယ်ပေါ့နော် portrait ရိုက်မယ်ဆိုရင်လည်း182ရမယ်ပြီး night move တို့ဘာလို့စတဲ့ဒီ feature လေးတွေပါမယ်ပေါ့နော်ဗီဒီယိုရိုက်မယ်ဆိုရင်တော့ jewel view တွေပါရိုက်လို့ရမယ်ဗီဒီယိုကတော့1080 view 30 fps နဲ့ရိုက်လို့ရမယ်ဒီ ultra steady boot တို့ဘာလို့မပါဘူးပေါ့နော်အဲ့အတွက် line shot ပြီးရိုက်တာမျိုးတွေပါဆိုရင်တော့လက်ကိုတေးချာချာငြိမ်ငြိမ်လေးထားမှအဆင်ပြေမယ် selfie camera ကတော့8 megapixel ပဲသုံးပေးထားတယ် battery ampere 6500 mAh ပါတာဖြစ်တဲ့အတွက် daily usage အသုံးပြုတဲ့လူတွေဆိုရင်တော့ကျွန်တော်တို့ဒီ2ရက်လောက်တော့ကောင်းကောင်းအသုံးပြုလို့ရတယ်အပြင်နေမှာဒီပစ္စည်းလိုက်ပို့တဲ့လူပဲဖြစ်ဖြစ်ပေါ့နော်မနေ့ကနေတော့မှအောက်100ထိသွင်းရမယ်တနေ့ကုန် run မယ်ဒီညနေကျမှပြန်လာမယ်ဆိုတဲ့လူတွေအတွက်ကတော့ကျွန်တော်ဒီအားတော့လုံလုံလောက်လောက်ခံတဲ့အနေထားမှာရှိတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီခရီးသွားတဲ့လူတွေပေါ့နော်ခရီးတွေပါသွားတဲ့အခါမျိုးတွေမှာဆိုလဲ power bank တွေပါတည်သွားကြမလို့ဘဲနဲ့ဟိုမှာဒီကျွန်တော်ဒီအလုပ်အတွက်အသုံးပြုမယ်ဆိုတဲ့လူတွေအတွက်ကတော့ battery ကတော့ကျွန်တော်ဒီ2ရက်လောက်အထိကတော့ကောင်းကောင်းခံတဲ့အနေထားမှာရှိတယ်အားပြန်သွင်းမယ်ဆိုရင်တော့သူကတော့35 wattအားသွင်းမြန်စနစ်နဲ့ပဲသွင်းရမှာဖြစ်တယ်ဆိုတော့ဒီ0 to 100% ကိုအားသွင်းမယ်ဆိုရင်တော့2နာရီဒါမှမဟုတ်2နာရီခွဲလောက်တော့ကြာမှာဖြစ်တယ်ပေါ့နော် Honda ရဲ့ဒီ A7D ဟာဆိုရင်တော့ကျွန်တော်ဘလို့လူတွေအတွက်ရွေးချယ်ရမလဲဆိုရင်တော့ပြည်နေပါအသုံးပြုတဲ့လူတွေအတွက်ကတော့အကျန်းခံတယ်ပေါ့နော်မတော်တဆပြုတ်ကြတာတွေနောက်တစ်ခုကရေတွေပါဆိုတာတို့မွေးတွေပါမှာအသုံးပြုမယ်ဆိုလဲသူကအဆင်ပြေအသုံးပြုလို့ရမှာဖြစ်တယ်ခရီးတွေခဏခဏထွက်နေရတဲ့လူတွေအတွက်ကတော့ backup phone တစ်လုံးအနေနဲ့ကိုကထားခြင်းနဲ့အလုပ်အတွက်ပေါ့နော် standby အနေနဲ့ကျွန်တော်ဒီအသုံးပြုခြင်းတယ်ဆိုတဲ့လူတွေအတွက်ကတော့ဒီကောင်လေးကတော့အဆင်ပြေတယ်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ပါမယ်